အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့မြင်တွေ့ရတာနဲ့တင်စိတ်ချမ်းသာစေတဲ့အပင်တစ်မျိုးဖြစ်တဲ့ဘွန်ဆိုင်ပင်လေးတွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်။သင်ကဘွန်ဆိုင်တစ်ပင်စတင်စိုက်ပျိုးခြင်းတဲ့သူဆိုရင်တော့ဒီဗီဒီယိုလေးကသင်အတွက်ပါပဲ။ဘွန်ဆိုင်ဆိုတာပါလဲဘယ်လိုစရတာလဲဆိုတာအစအဆုံးပြောသွားပြပါမယ်။ဘွန်ဆိုင်ဆိုတာဂျပန်စကားလုံးကနေဆင်းသက်လာတာပါဘွန်ဆိုတာအိုးဒါမှမဟုတ်လင်ပန်းဆိုင်ကစိုက်ပျိုးတာလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်ဘွန်ဆိုင်ဆိုတာတစ်ပင်ကြီးတွေကိုသဘောအတိုင်းပုံစံမပြည့်စေပဲအိုးသေးသေးလေးထဲမှာပုပုသေးသေးလေးတွေအဖြစ်ဖန်တီးယူထားတဲ့အမှုပညာတစ်ခုပါမြင်ရတာကတော့သိပေမဲ့တကယ်တမ်းကျတော့တစ်ပေါက်များစွာတန်းရှိတဲ့တစ်ပင်ကြီးတွေရဲ့ပုံစံမျိုးလှပစွာပုံပေါ်ထားတာကိုတွေ့ရမှာပါကဲဘွန်ဆိုင်ဆိုတာဘာလဲသိသွားပြီဆိုတော့ဘယ်လိုစတင်ရမလဲဆိုတာဆက်ပြောကြရအောင်အစပြုသူတွေအနေနဲ့ဘွန်ဆိုင်စိုက်ပျိုးဖို့အတွက်အောက်ပါအချက်၄ခုသိဖို့လိုအပ်မှာပါတစ်အပင်ရွေးချယ်ခြင်းဘယ်အပင်နဲ့စရမလဲအစပြုသူတွေအတွက်တော့ Juniper, Ficus, Chinese elm တို့အပင်မျိုးတွေနဲ့စတင်မှုတင့်တော်ဆုံးပါပဲသူတို့ကပြုစုရလွယ်ပြီးအမခံနိုင်ရည်ရှိပါတယ်အပင်ဝယ်တဲ့အခါကျန်းမာရေးကောင်းတဲ့အပင်ပင်စီတန်မာပြီးအကိုက်အခက်တွေအသင့်အတင့်ရှိတဲ့အပင်ကိုတွေ့ရှိရမှာပါဘွန်ဆိုင်အိုးကတမန်အိုးတွေနဲ့မတူပါဘူးရေစီးဆင်းမှုကောင်းအောင်အောက်ခြေမှာရေထုတ်ပေါက်တွေအများကြီးပတ်ပါတယ်ပုံစံအမျိုးမျိုးနဲ့အရွယ်အစားအမျိုးမျိုးရှိပါတယ်အပင်နဲ့လိုက်ဖက်တဲ့အရွယ်အစားနဲ့ဒီဇိုင်းကိုရွေးချယ်ရမှာပါဘွန်ဆိုင်မြေစီလွာဘွန်ဆိုင်အတွက်အထူးဖန်တီးထားတဲ့မြေစီလွာကိုအသုံးပြုရပါမယ်ရေစီးဆင်းမှုကောင်းပြီးလေဝင်လေထွက်ကောင်းတာကြောင့်အမြင့်ပုတ်တာမျိုးမဖြစ်စေပါဘူးတမန်ဥယျာဉ်မြေတွေကဘွန်ဆိုင်အတွက်မသင့်တော်ပါဘူးလေးကရိယာများအကိုင်းညက်တက်ကြီးကွန်ကစ်ကတာနန်ကျိုဘွန်ဆိုင်ဝိုင်ယာကရိယာလေးတွေကိုဖတ်ပါလိမ့်မယ်အစပိုင်းမှာတော့တမန်ကက်ကြီးလေးတွေနဲ့စတင်နိုင်ပါတယ်ကဲဘွန်ဆိုင်အပင်ကလေးရလာပြီဥကလေးရလာပြီဆိုတော့ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာကအရေးကြီးဆုံးအပိုင်းပါပဲရေလောင်ခြင်းဘွန်ဆိုင်အပင်လေးတွေကိုရေလောင်တဲ့အခါမြေစီလွာအပေါ်ယံ6တွေ့လာပြီဆိုတာနဲ့တေချာရေဝအောင်လောင်ပေးပါတစ်နေ့ကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်လောင်ပေးရတာမျိုးရှိနိုင်ပါတယ်လက်ကိုမြေကြီးနဲ့ဆန်းကြည့်ပြီးဆုံးဖြတ်ပါရေများလွှမ်းရင်အမြင့်ပုတ်တတ်တယ်လို့ရေနည်းလွှမ်းရင်လည်း6ပြီးတည်တတ်ပါတယ်နေရောင်ကြီးဘွန်ဆိုင်အပင်အများစုကနေရောင်ကြီးကိုနှစ်သက်ကြပါတယ်နေရောင်ကောင်းကောင်းရတဲ့နေရာမှာထားပေးပါဒါပေမဲ့နေ့လည်ခင်းပြင်းထန်တဲ့နေရောင်ကြီးကိုတော့ခြောင်ရှားဖို့လိုပါတယ်အထူးသဖြင့်နွေရာသီမှာပါမြေဩဇာဦးတီတီလေးထဲမှာစိုက်ထားတဲ့အတွက်မြေဩဇာတက်ကိုမှန်ကိုဆုံးတတ်ပါတယ်ဒါကြောင့်အပင်ပေါက်ချိန်မှာပုံမှန်မြေဩဇာကျွေးပေးရပါမယ်ဘွန်ဆိုင်အတွက်ထုတ်လုပ်ထားတဲ့မြေဩဇာကိုပဲသုံးပြုသင့်ပါတယ်နေရာရွှေ့ပြောင်းခြင်းရာသီဥတုအခြေအနေပေါ်မူတည်ပြီးအပင်ကိုနေရာရွှေ့ပြောင်းပေးဖို့လိုနိုင်ပါတယ်။ဆောင်းရာသီမှာအိမ်ထဲဒါမှမဟုတ်အပါအကွယ်ရှိတဲ့နေရာကိုရွှေ့ထားပေးတာမျိုးပေါ့။ဘွန်ဆိုင်ဆိုတာပြုစုရုံနဲ့တင်မရပါဘူး။ပုံသွင်းဖြတ်တောက်ခြင်းကလည်းအမှုပညာတစ်ရပ်ပါပဲ။ဖြတ်တောက်ခြင်းအပင်ရဲ့ပုံမှန်သက်တမ်းကိုလှစေဖို့အတွက်မလိုအပ်တဲ့အကိုက်ခက်တွေအရွက်တွေအမြစ်တွေကိုညှပ်ပေးရပါမယ်။ဒါကအပင်ကိုသိငယ်အောင်ထိန်းပေးတဲ့နည်းလမ်းလည်းဖြစ်ပါတယ်။နန်ဂျိုပတ်ခြင်းဒါကတော့အပင်ကိုကိုလိုချင်တဲ့ပုံစံအတိုင်းခွေးကောက်စေဖို့အကိုက်ခက်တွေကိုနေရာချထားဖို့နန်ဂျိုတွေနဲ့ပတ်ပေးတာဖြစ်ပါတယ်။သိလျော်တဲ့နန်ဂျိုကိုအသုံးပြုပြီးအပင်ကိုမထိခိုက်စေပဲပုံသိယူရပါမယ်။ကဲဒီနေ့ဗီဒီယိုလေးမှာတော့ဘွန်ဆိုင်အပင်တစ်ပင်ကိုစတင်စိုက်ပျိုးခြင်းသူတွေအတွက်
အခြေခံလမ်းညွှန်လေးကိုပြောပြခဲ့တာဖြစ်ပါတယ်ဘွန်ဆိုင်စိုက်ပျိုးတာကစိတ်ရှည်ရတဲ့နှုတ်ပညာရက်တစ်ခုပါပဲတစ်ရက်နှစ်ရက်နဲ့မပြီးပါဘူးဒါပေမဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့လှပတဲ့ဘွန်ဆိုင်ပင်လေးတွေကိုမြင်ရတဲ့အခါခံစားရတဲ့ပီတိကတကယ်ကိုတန်ဖိုးရှိလွန်းလာပါတယ်တင်တို့ရောဘွန်ဆိုင်စိုက်ပျိုးတာဘယ်အပင်မျိုးကိုစိုက်ဖို့လဲဆိုတော့ comment မှာပြောခဲ့ပေးပါဦးဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်တော့ like and share လုပ်ပြီးတော့တောင်းလို့ချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးမိပါနဲ့နော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye